ဆက်လက်ပြီးတော့မှကျွန်တော်တို့ဒီတချင်မျိုးသားအစည်းအရုံးဒူဥက္ကဋ္ဌဖြစ်တဲ့ဟောဇောလာနော်ဟောဇောလာဆိုရင်ပင်လုံမျိုးဆက်လို့ပြောလို့ရပါတယ်ကျွန်တော်တို့ရှမ်းပြည်မှာပင်လုံလက်မှတ်ထိုးခဲ့တဲ့ဒီတင်နီကိုဆိုတဲ့ဒီဟောဇောလာဒီဒူဟာဘောနော်ဟောခုံဖုံးဆိုတဲ့ညီဖြစ်ပါတယ်ဒါဟာကျွန်တော်တို့ပင်လုံမျိုးဆက်တူဖြစ်ပါတယ်ဒီကနေပြီးတော့စကားပြောကြဖို့ဒီဆိုတာဖိတ်ခေါ်ပါမယ်カチン民族のフォワードラーさんからお話をいただきます。この方は先ほどから話に出ていますピンロン条約に署名をしたカチン民族の代表ドゥワカチン言葉でドゥワというんですが、これは大名とか藩王とかという意味に訳せる言葉です。そのお孫さんだということです。どうぞお願いいたします。で、今かぶってらっしゃる帽子は KIA の帽子です。66ချိန်မြောက်ဒီတောင်စုနဲ့မှာစကားပြောခွင့်ပေးတဲ့တဘာဝတိကြီးနဲ့ကြောက်လာကြတဲ့လူကြီးမင်းအားလုံးဒီနေရာနေပထမအဆုံးအားလုံးတော့ပါတယ်ခင်ဗျာချစ်တော်တိုင်းသားညီကိုမောင်နှမများကျွန်တော်ဒီညကျွန်တော်ပြောချင်တာကပြည်ထောင်စုနဲ့ဖြစ်ပေါ်လာရခြင်းရဲ့ကချင်လူမျိုးတွေရဲ့အမြင်ကိုပြောပြမှာဖြစ်ပါတယ်ခုနကဒီကြီးပြောသွားတယ်လို့အတူချုံပဲပြောသွားမှာဖြစ်ပါတယ်ပြည်ထောင်စုနဲ့ဖြစ်ပေါ်လာခြင်းရဲ့အကြောင်းဟာနှစ်ချက်ရှိပါတယ်တစ်ချက်ကဒုတိယကမ္ဘာစစ်ဖက်စစ်ဂျပန်တော်လှန်ရေးမှာကချင်အမျိုးသား3000ကျော်အရာရှိအရာခံအကြက်ကတာပါဝင်တဲ့အမေရိကန်တပ်မ101နဲ့ Northern Navy British တပ်တွေဟာ1945ခုနှစ်မတ်လ29ရက်နေ့မှာမန္တလေးပြည်ဦးလွင်ကိုတင်ပြီးသားဖြစ်သွားပါပြီနောက်တစ်ပတ်ဆိုရင်ရန်ကုန်ကိုတိမ်းမှဖြစ်တယ်အဲ့ဒီအချိန်မှာမြို့သားခေါင်းဆောင်ကြီးဘူချုပ်အောင်ဆန်းဟာညံပညာအမျိုးအမြင်ကြီးမားစွာနဲ့29ရက်မတ်လ29ရက်မှာဖက်စစ်ဂျပန်တော်လှန်ရေးဆိုပြီးတော့ရန်ကုန်ကနေမန္တလေးကိုတက်လာခြင်းဖြစ်ပါတယ်အဲ့ဒီကနေဖက်စစ်ဂျပန်တော်လှန်ရေးနေ့ဆိုတာဒီနေ့မတ်လ29ရက်နေ့ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်ကချင်တပ်တွေဟာအင်အား3000ကျော်ဟာမန္တလေးမင်းမြို့မှာအကုန်လုံးတပ်ဆွဲထားပြီးပါပြီအဲ့ဒါဖြစ်တဲ့ခါကျတော့ဒါဒီမန္တလေးမှာအခြေတကျတပ်ဆွဲထားတဲ့ကချင်တပ်မတော်တွေကိုကင်တွယ်နိုင်ဖို့အတွက်ကပင်လုံပြည်ထောင်စုဆိုတာလိုအပ်လာပါတယ်ဒါနံပါတ်1ချက်ပါအောက်ပိုင်းမှာကတော့ညီကိုကရင်လူမျိုးတွေဒီဘက်အထက်ပိုင်းမှာကချင်လူမျိုးတွေနဲ့ချင်းလူမျိုးတွေပါဝင်ပြီးတော့ဖက်စစ်ဂျပန်ကိုတော်လှန်ခဲ့ပါတယ်အဲ့ဒါဒီမန္တလေးခုနပြောလို့မန္တလေးမေမြို့မှာတပ်ထိုင်နေတဲ့ကချင်တပ်တွေကိုကင်တွယ်နိုင်ဖို့အတွက်ကခုနပြောသလိုပြည်ထောင်စုဆိုတာလိုအပ်လာတယ်နံပါတ်1ချက်နံပါတ်2အချက်ကနေချင်းအင်္ဂလိပ်တွေဟာကျွန်တော်တို့ကိုလွတ်လပ်ရေးပေးတာနေချင်းအင်္ဂလိပ်တွေပေးလို့ရတာဖြစ်တယ်ကျွန်တော်တို့တိုက်ပြီးရတာမဟုတ်ပါဘူး
နေချင်းအင်္ဂလိပ်ကိုကျွန်တော်တို့တိုက်ခိုက်နေတဲ့အချိန်ဒီဗိုလ်ချုပ်အောင်ဆန်းနေပြီးတော့ရေးပေါ်တုံးချစ်ကြီးလာပြီးတော့ဂျပန်တွေနဲ့ပေါင်းပြီးဒီအင်္ဂလိပ်တွေကိုတိုက်နေတဲ့အချိန်အင်္ဂလိပ်ကကဘာအနတ်နန်းကသူတို့ရဲ့တက်ဒီစစ်ရှုံးနေပြီစစ်ရှုံးတဲ့အခါကျတော့သူတို့ကဘ누구ကိုအကူအညီတောင်းတယ်လဲဆိုတော့အမေရိကန်ကိုအကူအညီတောင်းပါတယ်အမေရိကန်ကိုအကူအညီတောင်းတယ်အမေရိကန်အကူအညီတောင်းတော့အမေရိကန်ကဘာပြောတယ်လဲမင်းတို့ကိုငါတို့စစ်တိုက်ဦးမယ်တကယ်လို့စစ်နိုင်ခဲ့သည်ရှိတော့အခုမင်းတို့ဂျုံပြုတ်ထားတဲ့တိုင်းပြည်တွေအကုန်လုံးကိုလူသားချင်းစာနာထောက်ထားစွာနဲ့လွတ်လပ်ရေးပေးရမယ်ဟုတ်ကဲ့လက်မှတ်ထိုးကြတယ်အမေရိကန်တမ်ဒါရိုစဘက်နဲ့အင်္ဂလန်ဝန်ကြီးချုပ်ဝင်းစတန်ချာချီတို့1940ခုနှစ်ဧပြီလ14ရက်နေ့မှာစာချုပ်ချုပ်ပြီးအဲ့ဒီနေ့ကစပြီးအမေရိကန်ကကမ္ဘာစစ်ထဲကိုလာခဲ့တာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့လွတ်လပ်ရေးတမိုင်းဟာ revolution ကြောင့်ရလာတဲ့လွတ်လပ်ရေးမဟုတ်ဘူး evolution ကြောင့်ရလာတဲ့လွတ်လပ်ရေးဖြစ်တယ်ဒီ evolution ကြောင့်လွတ်လပ်ရေးရလာခဲ့တဲ့နေရာမှာကျွန်တော်တို့ကချင်တွေကလည်းခုနပြောသလိုအင်အား3000ကျော်ကျွန်တော်တို့ပါဝင်တက်ခဲ့ခဲ့တယ်တမိုင်းဆိုတာအထောက်အထားမရှိရင်ယုံတန်းစကားပဲယုံတန်းစကားဆိုတာလက်တွေ့မှာအလို့မဖြစ်ဘူးဒီဟာအင်္ဂလန်စာချိတိုက်ကနေကူးယူလာတဲ့ဘာမာ victory ဆိုတာဒါ25ရက်နဲ့1945ခုနှစ်မတ်လ25ရက်နေ့မှာကချင်တပ်တွေပါဝင်တဲ့မဟာမိတ်တပ်တွေဟာမန္တလေးကိုဝင်သိမ်းပြီးတော့ဝင်လာတဲ့အချိန်မှာရွှေရိုးကနဲ့ကျူဆိုတဲ့မှတ်တမ်းဖြစ်ပါတယ်ဒီဟာကိုလူချင်းတဲ့လူရှိလို့ရှိရင်တော့ KNO နိုင်ငံရေးသူတည်တနာအဖွဲ့မှာဆက်သွယ်လို့ရပါတယ်တို့ချချင်ပါတယ်ဒါနံပါတ်1အချက်အဲ့ဒါဖြစ်တဲ့ခါကျတော့လွတ်လပ်ရေးရပြီလွတ်လပ်ရေးရတဲ့ခါကျတော့ပင်လုံစာချုပ်ဆိုရအောင်မယ်တကယ်တမ်းပင်လုံစာချုပ်တယ်ဆိုတာက February လ1949ခုနှစ် February လ15ရက်နေ့မှာပင်လုံစာချုပ်ဖို့စီစဉ်ရှိတယ်15ရက်နေ့မှာဘာဖြစ်လို့လဲဆိုတော့ပင်လုံစာချုပ်1940ခုနှစ် February လ15ရက်နေ့မှာတောင်တန်းနေတိုင်းရင်းသားများနဲ့ပြည်မနဲ့အတူမနေဘူးလက်မှတ်ထိုးဖို့ဖြစ်တယ်အဖိုးကျွန်တော်ကိုပြောထားတယ်လက်မှတ်ထိုးဖို့ဖြစ်တယ်အဲ့ဒါအကုန်လုံးစပွန်ဆာကအင်္ဂလိပ်အစိုးရဖြစ်ပါတယ်အဲ့ဒါကိုတီးလိုက်တဲ့ဘူချိုအောင်ဆန်းကချက်ချင်းကချင်ပြည်ကိုတက်လာပါတယ်သူ့ရဲ့နိုင်ငံရေးလောကမှာအင်မတန်ရှားပါးတဲ့အပြုံးတွေနဲ့ဓာတ်ပုံရိုက်ခဲ့တယ်ပြောတယ်သူပြောခဲ့တယ်ကျွန်တော်တို့ဟာကူလိုနီဗမာတွေမဟုတ်ပါဘူးခေတ်သစ်ဗမာတွေဖြစ်ပါပြီမယုံရင်ပေါင်းကြည့်ပါလုပ်ပါတောင်ပေါ်မှာအမြောက်ကြီးကြီးထောင်ထားပြီးတော့တောင်အောက်မှာခင်ဗျားတို့တိုင်းရင်းသားတွေလည်းခမင်းစားကြည့်ပါအိတ်ကြည့်ပါရမလားခင်ဗျားတို့တိုင်းရင်းသားတွေလွတ်လပ်ရေးမယူကျွန်တော်တို့ပြည်မလည်းလွတ်လပ်ရေးယူစရာအကြောင်းမရှိဘူးအဲ့ဒါကြောင့်အေးအတူပူအမြအတူတူလွတ်လပ်ရေးယူရအောင်ကချင်တကြဗမာတကြယူရအောင်ဆိုပြီးပြောခဲ့တဲ့စကားအိမ်ကနေဖြစ်လာတော့ဗျာပြီးတဲ့ခါကျတော့ကချင်ဒူဝါကြီးတွေနဲ့ရှမ်းနေချင်းလူကြီးတွေကအကုန်လုံးအဲ့ဒါမှလာစီယုံတဲ့ခါကျတော့15ရက်တည်းမှာစာချုပ်ပင်လုံစာချုပ်ဟာမချုပ်ဖြစ်ဘူးပြည်မနဲ့အတူတူမနေဘူးတောင်တန်းဒေသဟာအင်္ဂလိပ်ရဲ့အုပ်ချုပ်မှုအောက်မှာပဲနေမယ်ဆိုတဲ့ဟာမချုပ်ဖြစ်ဘူးဘူချုပ်အောင်ဆန်းကိုယုံကြည်အားကိုးလုံးပြီးတော့အဲ့ဒီမှာကျွန်တော်တို့ February လ12ရက်နေ့မှာကျွန်တော်တို့ကစာချုပ်ဆိုခဲ့ခြင်းဖြစ်တယ်အဲ့ဒီစာချုပ်တဲ့နေရာမှာကချင်ဒူဝါကြီးများဟာလူသားတဲ့ပို့ပြီးတော့ပါဝင်ခဲ့ကြတယ်ဒါဟာပြည်တော်စုကိုအင်မတန်ချစ်တယ်စစ်ကြောင့်ဖြစ်ပါလေအဲ့ဒါကြောင့်ပင်လုံစာချုပ်ဆိုတာပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါလေနောက်ဒီနေ့ဒီအချိန်ခါနောက်ဆုံး
ပြောပါမယ်ဒီနေ့ဒီအချိန်ခါမှာကျွန်တော်ပြန်ကြည့်လို့ရှိရင်20ရာစုဗမာတမတော်ဟာတိုင်းရင်းသားတွေရဲ့ရှိတဲ့နေရာအထီးကိုတက်လာပြီးတော့ငြိမ်းချမ်းရေးစကားကပြီးတော့ငြိမ်းချမ်းရေးယူခဲ့ပြီးတော့ပြည်ထောင်စုတမဒမြန်မာနိုင်ငံတော်ဆိုတဲ့ဟာကိုဖွဲ့စည်းတည်ထောင်နေခဲ့တယ်ကျွန်တော်အဖိုးကျွန်တော်ကိုပြောခဲ့တယ်လူကြီးတွေလက်နဲ့ရေးတဲ့ဟာကိုခြေတောင်းနဲ့မဖြစ်ချနဲ့ဒီနေ့တမတော်ကအမဦးလာဆိုပြောတယ်လို့ရွှေလက်နဲ့ကားနာမရလို့ရှိရင်ဘူးလက်လွတ်လပ်မယ်တဲ့ဒီ bloody head နဲ့ကတော့ကျွန်တော်တို့ကဘေးနီးနဲ့မှကျွန်တော်လာနိုင်စရာအကြောင်းမရှိဘူးတကယ်ဆိုရင်ဒါနိုင်ငံတော်ကိုအုပ်ချုပ်နေတဲ့လူကြီးတွေရဲ့ဗဇက်ထက်နဲ့ထွက်တဲ့စကားမဟုတ်ဘူးကျွန်တော်တို့ကချင်တွေဟာဒီနေ့အထိတိုင်းရင်းသားဒီပြည်ထောင်စုကိုချစ်မြတ်နုံလို့ဒီနေ့အထိကျွန်တော်တို့စပွဲပေါ်မှာတွေ့ဆုံဆွေးနွေးကြရအောင်လို့ပြောနေခြင်းဖြစ်ပါတယ်တခုတော့ရှိတယ်သူတို့အနေနဲ့အခုကျန်းခိုင်ဖွံ့ဖြိုးရေးနဲ့ဒီ25ချက်တာပါဝင်တဲ့အဖွဲ့ဒီအနေနဲ့ကချင်ပြည်ကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပြောချင်တယ်ရှေ့မှာညာတမ်းပေးလိုက်တဲ့အချိန်အမီးတန်းလက်နဲ့နောက်လက်ပြင်းမဲ့နို့အုပ်တော့မဟုတ်ပါဘူးလို့စာငစ်ကလေးတောင်မှမိမိရဲ့အတိုက်အမြုံကိုလာရောက်ဖြစ်စီလူရဲ့တိုက်ခိုက်တဲ့ကြီးကိုင်းကြံကိုတော့မှအသက်ပေးပြီးကာကွယ်သေးတာပဲဒီနေ့ကချင်ရွာတွေ200ကျော်ဖြစ်စီလူရဲ့တိုက်ခိုက်မဒိန်ချင်းခံရပြီကချင်ဖျားเจ้า66ကျောင်းတိတိဖြစ်စီခံရပြီဖျားဌာပနာကြီးအလူအရက်ခံရပြီဒါနဲ့ပဲအခုတူရဘွဲ့ကြီးပေးနေကြတယ်ဒါအမှန်တရားလားလူဆိုတာဘလရှိဖို့မလိုပါဘူးအမှန်တရားနဲ့ဇရှိဖို့ပဲရည်ကြီးပါတယ်ဒီနေ့ကျွန်တော်တို့ကချင်ဒီအများကြီးကျွန်တော်တို့ပေးဆက်ထားတယ်ဒီနေ့ကချင်လူတို့ရဲ့တွေးမြင်ခခဲ့ရပြီအရင်တော့ဒုတိယကမ္ဘာစစ်တုန်းကမန္တလေးမေမြို့ကျွန်တော်တို့ကချင်တွေရဲ့တွေးနဲ့လေးခဲ့တယ်ဒီနေ့တခါလဲဒီနေ့ပြန်တခါကျွန်တော်တို့စစ်မှန်တဲ့ Federal Democracy ရရှိဖို့အတွက်ကျွန်တော်တို့ကချင်ပြည်သူတွေရဲ့တွေးမြင်ခခဲ့ရပြီကချင်အာဇာနည်တွေရဲ့တွေးမြင်ခခဲ့ရပြီကျောင်းသားအာဇာနည်တွေရဲ့တွေးမြင်ခခဲ့ရပြီရခိုင်အာဇာနည်တွေရဲ့တွေးမြင်ခခဲ့ရပြီပလောင်တအောင်အာဇာနည်တွေရဲ့တွေးမြင်ခခဲ့ရပြီဒါပဲမဲ့ကျွန်တော်တို့ကပြုံလေးပါဒါဟာချစ်တော်ဘဝတူတိုင်းရင်းသားများပျော်ရွှင်တဲ့ Federal Democracy လူအခွင့်အရေးအပြည့်အဝရရှိတဲ့ Democracy ကိုယ်တိုင်ပြတမ်းပိုင်ခွင့်ရှိတဲ့ Democracy ရရှိဖို့အတွက်ကျွန်တော်တို့တွေးနဲ့လမ်းကင်းထားပေးပါလိုက်ပါပြီဆိုတဲ့ဂုဏ်ယူမှုပဲကျွန်တော်တို့စီမှာရှိပါတယ်။ one day တပြားတစ်ချက်မှကျွန်တော်တို့မရှိပါဘူး။အဲ့ဒါကြောင့်ချစ်တော်တိုင်းရင်းသားညီကိုမောင်နှမများချီနှောင်ချင်းခံထားရတဲ့ပြည်ထောင်စုအလွဲသုံးစားခံထားရနေတဲ့ပြည်ထောင်စုဘဝကနေလွတ်မြောက်ပြီးတော့တာယာဝပြောပြီးပန်းပေါင်းစုံပွင့်ဖြူတဲ့ Federal Democracy နိုင်ငံတော်တစ်စီကိုရောက်ရှိဖို့ရတဲ့ဒီကနေ့66နှစ်ချိန်မြောက်ပြည်ထောင်စုနဲ့ကစပြီးဆက်လက်တိုက်ပွဲဝင်သွားကြပါစို့လို့ပြောကြရင်ညီကုန်းချောပါလေခင်ဗျာ